တိုင်းအိမ်မှာဇီဝမြေဩဇာလုပ်ဖို့အတွက်ဒီပဲပင်ရဲ့မြစ်ဖူးကနေ Rhizobium bacteria နေရယူပြီးတော့လုပ်တဲ့နည်းလေးကိုပထမဆုံးပြောပြမယ်။ပဲမြစ်ဖူးဇီဝမြေဩဇာမှာအဓိကပါဝင်တဲ့ bacteria ကတော့ပဲပင်ရဲ့အမြင့်မှာရှိတဲ့အဖူလေးတွေမှာနေတဲ့ Rhizobium bacteria ဖြစ်တယ်ပေါ့နော်။ဒီ Rhizobium bacteria ကသူ့ရဲ့လုပ်ငန်းဆောင်တာကြတော့လေထဲက nitrogen ကိုအပင်အတွက်ဖမ်းယူပေးတယ်ပေါ့နော်။အဲ့တော့ဒီ bacteria တွေကဒီအမြင့်နာကိုဘယ်လိုရောက်လာလဲဆိုလို့ရှိရင်ဒီပဲပင်ကနေဒီပေါက်ဖွားရှင်သန်လာတဲ့အခါမှာအမြင့်ကနေမှ amino acid အနံလေးတွေထွက်လာတယ်။အဲ့ဒီအခါမှာအဲ့ဒီအနံကြောင့်ဒီ Rhizobium bacteria တွေကဒီပဲအမြင့်နာကိုလာတယ်ပေါ့နော်။ပဲပင်ကနေမှအဲ့မှာနေထိုင်ခွင့်ပေးတယ်အဲ့တော့သူတို့ရဲ့ဒီသဟဇာတနေထိုင်မှုစနစ်အရာပဲပင်ရဲ့အမြင့်မှာအဖုလေးတွေအနေနဲ့ဒီ bacteria တွေကနေတယ်အဲ့ဒီအမြင့်ထဲက bacteria တွေကလေထဲက nitrogen ကိုဖမ်းတယ်ဖမ်းပြီးလို့ရှိရင်အပင်အတွက် nitrogen အာဟာရကိုထောက်ပံ့ပေးတယ်ပေါ့နော်အဲ့တော့ဒီပဲပင်ဒီမြေကြီးထဲမှာရှိတဲ့ဒီ nitrogen အာဟာရကိုအဓိကထားစရာမလိုပဲဒီဇီဝမြေဩဇာထဲမှာရှိတဲ့ဒီ Rhizobium bacteria ကဖမ်းယူပေးတဲ့ nitrogen ကိုအဓိကစားသုံးပြီးတော့သူကရှင်သန်ကြီးထွားတယ်ပေါ့နော်ဒီဘက်ခေတ်မှာဆိုလို့ရှိရင်သူကဒီ Rhizobium အရေးအတွက်ကမြေကြီးထဲမှာပမာဏအဖြစ်တဖြည်းဖြည်းနည်းလာတယ်ဘာလို့လဲဆိုလို့ရှိရင်စိုက်ခင်းတွေထဲမှာပိုးသက်ဆေးပေါင်းသက်ဆေးတွေသုံးတယ်ဓာတုဆေးတွေသုံးတဲ့အတွက်ကြောင့်ဒီ bacteria အရေးအတွက်တွေနည်းလာတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီ Rhizobium bacteria ကိုတီးတန့်အပြင်မှာမွေးမြူပြီးလို့ရှိရင်စိုက်ခင်းထဲမှာပြန်လဲပြီးတော့ဖြည့်တင်းပေးမယ်ပေါ့နော်ဒီနည်းအားဖြင့်ကျွန်တော်တို့ကပဲပင်တွေရဲ့အာဟာရကိုပြန်လဲဖြည့်တင်းပေးမှာဖြစ်ပါတယ်ဆရာအဲ့ဆိုလို့ရှိရင်ပဲပင်တွေကိုတိုးစိုက်ထားလို့ရပါဘောနော်ဟုတ်တယ်ဒီပဲဆိုင်ရာဒီမတိုင်ခင်မှာပေါ့နော်ကိုယ့်ရဲ့အိမ်ထဲမှာပဲဒီလိုအထုပ်လေးနဲ့ဖြစ်ဖြစ်ပေါ့နော်အိမ်ချမ်းဝင်းထဲမှာပဲဖြစ်ဖြစ်ပဲစိလေးတွေကိုကျိုးပြီးတော့စိုက်ထားရမယ်ပေါ့နော်အဲ့ဒီခါမှာပဲအမြင့်မှာကြည့်လိုက်လို့ရှိရင်ပဲမြစ်ဖူးလေးတွေရလာမယ်အဲ့ဒီအမြင့်ဖူးလေးတွေကိုသုံးပြီးတော့မှကျွန်တော်တို့ကဇီဝမြေဩဇာပြန်ပြီးတော့ထုတ်ကြပေါ့နော်ဟုတ်ကဲ့ဆရာအဲ့လိုအိမ်မှာလုပ်လို့ရတယ်ဆိုရင်လေအိမ်မှာလုပ်လို့ရတယ်အလွယ်တကူလုပ်လို့ရတဲ့နည်းလမ်းလေးကိုလုပ်ပြပေးလို့ရမလားဆရာဟုတ်ကဲ့လုပ်လို့ရပါတယ်သူလက်တွေ့လုပ်ပြပါမယ်ပထမဆုံးကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကတော့ဒီပဲပင်ရဲ့အမြင့်မှာရှိတဲ့အဖုလေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာရှိတဲ့ bacteria ကိုကျွန်တော်တို့ကအရင်ဆုံးယူမယ်အမြင့်ဖုလေးတွေကိုဖြုတ်လိုက်မယ်ပေါ့ပြီးလို့ရှိရင်ရေနဲ့ဆေးမယ်ရေနဲ့ဆေးပြီးတဲ့အခါမှာရက်ပြန်နဲ့တစ်ထပ်ဆေးမယ်ပေါ့နော်အဲရက်ပြန်နဲ့ဆေးပြီးတဲ့အခါမှာရေနဲ့တစ်ထပ်ပြန်ဆေးမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီဖန်ပြုံလေးထဲမှာထည့်ပြီးတော့အဲ့ဒီမြေဖုလေးတွေကိုခြေလိုက်မယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ဆင့်အနေနဲ့ကကြတော့ဒီနွားနို့ကိုစူးပွက်အောင်ကြိုလိုက်မယ်ပေါ့နော်ကြိုပြီးလို့ရှိရင်အေးခံမယ်အေးလာတဲ့နွားနို့ထဲမှာခုနခြေပြီးသားမြစ်ဖူးတွေကဘက်တီးရီးယားလေးတွေကိုထည့်ပြီးတော့မွေးမယ်ပေါ့နော်အဲ့တော့3ရက်လောက်ကြာတဲ့အခါမှာကျွန်တော်တို့ဒီဘက်တီးရီးယားလေးတွေကနွားနို့ထဲမှာပေါက်လာမယ်အဲ့လိုပေါက်လာတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဖွဲပြာနဲ့ရောနယ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ Rhizobium ပါဝင်တဲ့ဇီဝမြေဩဇာကိုရရှိမှာဖြစ်ပါတယ်ကိုပထမဆုံးအဆင့်အနေနဲ့ဘဲပင်ကနေမြစ်ဖူးရယူဖို့အတွက်ဒီအထုပ်ထဲကနေစိုက်ထားတဲ့အပင်ကိုဆွဲပြီးတော့နှုတ်လိုက်ပါမယ်နှုတ်လိုက်တဲ့အခါမှာဒီအမြင့်မှာဆိုလို့ရှိရင် Rhizobium ပါတဲ့မြစ်ဖူးတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ဒီမြစ်ဖူးတွေကမှတန်မာပြီးတော့ကြီးတဲ့ထွားကြိုင်းတဲ့မြစ်ဖူးလေးတွေကိုကျွန်တော်တို့ဖြုတ်ယူလိုက်ပါမယ်သူကအများကြီးမလိုပါဘူးအနည်းဆုံး2ခု3ခုလောက်ဆိုရင်ကိုပဲလုံလောက်ပါပြီခင်ဗျပိုးသက်တဲ့အနေနဲ့ကျွန်တော်တို့အရက်ပြန်တဲ့ဒုတိယတစ်ချိန်ထပ်ပြီးတော့ဆေးပါမယ်နောက်တစ်ဆင့်အနေနဲ့ကကျတော့နွားနို့ကိုစူပွဲအောင်ကြိုးပါမယ်တို့ဒီမြစ်ဖူးကိုကြည့်လိုက်လို့ရှိရင်ပန်းရောင်တန်းနေတဲ့မြစ်ဖူးဟာဆိုလို့ဘက်တီးရီးယားအရေးအတွက်ပိုများတာကိုတွေ့ရတယ်ပေါ့နော်အဲအကြောင်းမလို့ယူမယ်ဆိုလို့ရှိရင်ဒီအရွယ်စားကြီးပြီးတော့ပန်းရောင်တန်းနေတဲ့မြစ်ဖူးကိုရွေးပြီးတော့ယူရပါမယ်အဲ့တော့ကျွန်တော်ကဒီမြစ်ဖူးလေးတွေကိုဖန်ပြုံထဲကိုထည့်လိုက်ပါမယ်ပြီးရင်တော့ဒီမြစ်ဖူးတွေကိုရေရောလိုက်ပါမယ်ရေရောပြီးတဲ့အခါမှာကျွန်တော်တို့ဒီမြစ်ဖူးလေးတွေကိုခြေလိုက်ပါမယ်မြစ်ဖူးလေးတွေခြေပြီးသွားရင်ဆိုရင်တော့ဒီလိုခြေနေလေးရပါပြီဒီမြစ်ဖူးခြေထားတဲ့အရေလေးကိုကျွန်တော်တို့ကခုနကကြိုပြီးတော့အေးခံထားတဲ့နွားနို့တွေကိုလောင်းပြီးတော့ထည့်လိုက်ပါပြီပြီးလို့ရှိရင်တော့ဒီနွားနို့ကိုကျွန်တော်တို့3ရက်လောက်ဘက်တီးရီးယားကိုမွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Rhizobium ကို3ရက်လောက်မွေးမြူပြီးပြီဆိုလို့ရှိရင်တော့ဒီဖွဲပြားထဲမှာရောထည့်ပြီးတော့နယ်လိုက်မယ်ဆိုလို့ရှိရင်တော့ Rhizobium နဲ့ပြုလုပ်ထားတဲ့ဇီဝမြေဩဇာကိုရရှိမှာဖြစ်ပါတယ်